ဒီမျိုးသမီးကအသက်ရမ်းကြီးတဲ့သူ့ယောက်ျားကိုရှင်းပစ်ပြီးတော့သူပိုင်ဆိုင်တဲ့စီးစိမ်တွေအားလုံးကိုအပိုင်သိမ်းချင်နေခဲ့တာပဲသူမကခင်ပုံဖြစ်သူကိုအကိုကြီးကျမကိုချစ်ရင်ရေထဲကိုတိုင်ပင်ထိုးပြပါလားဟင်လို့ချွေးချွေးနွဲ့နွဲ့လေးပြောလိုက်တော့အကိုကြီးဆိုရဲ့သူကလည်းချက်ချင်းပဲရေထဲကိုဝုန်းခနဲ့ခုန်ချပစ်လိုက်တယ်ဒီစီလည်းမြစ်ပြင်ရဲ့တည်ငြိမ်နေတဲ့မျက်နှာပြင်ကိုစောင့်ကြည့်နေရင်းနဲ့သူ့ချန်စီအောင်မြင်ပြီးဆိုပြီးရင်ထဲမှာကြိတ်ပျော်နေတော့မှပဲအကိုကြီးဆိုတဲ့သူကဆက်လေရဲ့နောက်ဘက်ကနေရုတ်တရက်ထွက်ပေါ်လာခဲ့တယ်ဒီတော့သူမလည်းသူ့ချန်စီမအောင်မြင်တာကြောင့်ဒီတခါတော့ရှိသမျှမာယာတွေကိုထုတ်လိုက်ပြီးအကိုကြီးကရမ်းတော်တာပဲဒီထက်ပိုမြင့်တဲ့နေရာကခုန်ချပြပါလားဆိုတော့အဲ့ဒီလူကချက်ချင်းပဲ6ကန်းပါအဆုံးစီကိုတက်သွားလိုက်ပြီးတော့သူကလေကိုဝအောင်ရှူသွင်းပြီးတော့ခုန်ချလိုက်တာပဲဒီတခါတော့အတော်ကြာတဲ့အထိပြန်ပေါ်မလာခဲ့ဘူးဒီတစ်ချိန်မှာတော့တေချာပေါက်အောင်မြင်ပြီးဆိုပြီးဒေစီလဲရင်ထဲမှာအတော်ကိုပျော်ရွှင်နေခဲ့မိတာပေါ့အဲ့ဒီနောက်ကျမှပဲသူမကဆက်လေကိုနင်းနေမှမောင်းတက်ဘူးဆိုတာကိုသတိရသွားခဲ့တယ်ဒီတော့အကူကြီးခေါ်ဖို့စဉ်းစားမိခဲ့ရင်မဲ့ဖုန်းလိုင်းကဒီနေရာမှာလုံးဝမမိဘူးဒါနဲ့ကန်းချေဘက်စီကိုကြေကြပါအောင်ရှင်ဆိုပြီးအသေးအတန်အောင်ဟစ်အကူကြီးတောင်းတော့လဲဘယ်သူမှရောက်မလာကြဘူးဒေစီလဲစိုးရင်ထိတ်လန့်မှုတွေဖြစ်နေခဲ့ပြီးတော့သူကိုယ်တိုင်ဆက်လေကိုမောင်းမယ်ဆိုပြီးစမ်းကြည့်လိုက်တော့လဲမမောင်းတတ်တော့ဆက်လေကပတ်ချာတေးလဲနေခဲ့တယ်အလျင်မြန်ဆက်လေတော့ကိုဆွဲထုတ်လိုက်တော့မှပဲဆက်လေကပြန်ရက်သွားခဲ့တယ်ပိုဆိုးတာကလေကရေစီးတိုင်းမျောလာခဲ့ပြီးတော့မကြခင်မှာရေတခွန်တစ်ခုတည်းကိုပြုတ်ချတော့မယ်ဆိုတာသတိထားမိလိုက်တယ်ဒီတော့သူမလည်းအသက်ရှင်ဖို့အတွက်ပစ္စည်းတွေကိုယူပြီးခုန်ချဖို့ဆုံးဖြတ်လိုက်ပေမဲ့သူ့ကိုယ်သူရေမကူးတတ်ဘူးဆိုတာသတိရသွားပြန်တယ်ဒီတော့ကုန်းဘက်ပေါ်ကအသက်ငယ်ကွင်းကိုကောက်ယူလိုက်ပြီးမြစ်ထဲကိုပစ်ချလိုက်တယ်ဒါပေမဲ့အသက်ငယ်ကွင်းကအဲ့ဒီလိုတုံးရတာဟုတ်ရဲ့လားလို့စဉ်းစားနေတဲ့အချိန်မှာပဲဆက်လေက6ကန်းပါပေါ်ကနေပြုတ်ကျခါနီးခြေနေကိုရောက်လာခဲ့တာကြောင့်သူမလည်းဘာလို့ရမှမသိတော့ပဲပစ္စည်းတချို့ကိုယူပြီးလေထဲကအခန်းလေးထဲမှာပုံနေခဲ့လိုက်တယ်ကံကောင်းစွာနဲ့ပဲရေစီးချောင်းကသူမကိုကန်ဆက်တစ်ခုစီကိုပို့ဆောင်ပေးခဲ့လိုက်ပြီးတော့သူမတတိယလာတဲ့အခါမှာတော့ဒီနေရာမှာလဲဖုန်းလိုင်းကမမိသေးပြန်ဘူးသူမလည်းကူကယ်ရမဲ့တဲ့ခန်းစားချက်ကြီးကဖုန်းလွှမ်းနေခဲ့ပြီးတော့နောက်တော့စိတ်ကိုတည်ငြိမ်အောင်လုပ်လိုက်ပြီးငါဘယ်တော့မှလက်မလျှော့ဘူးဆိုပြီးဘာမဆိုင်ညာမဆိုင်နှခမ်းတွေကောက်ဆိုးလိုက်တယ်ဒီနောက်အလျင်မြန်ပဲနီအောင်ဝစ်စုံကိုဝစ်ဆင်လိုက်ပြီးတော့အနေရများတဲ့ဒေါ်တွေကိုဝင်ရောက်လာခဲ့လိုက်တယ်အဲ့ဒီအချိန်မှာပဲလက်ဆက်တဲ့ခြေရာတချို့ကိုတတိထားမိလိုက်တာကြောင့်အပေါ်ကိုမောကြည့်လိုက်တဲ့အခါမှာတော့မျက်နှာမှာအစာရှာနေတဲ့ဝက်ဝံညိုကြီးတစ်ကောင်ကိုတွေ့လိုက်ရတယ်ဒီတော့သူမလည်းတိတ်တိတ်လေးပြန်လဲဖို့လုပ်နေခဲ့ပေမဲ့ဝက်ဝံကသူမကိုမြင်သွားခဲ့ပြီးတော့နောက်ကနေအသေးတန်လိုက်လာတော့တာပဲဒီစီလဲကြောက်လန့်ကြားနဲ့ထွက်ပြေးလိုက်တော့တောင်းမြင့်ဖိနှက်ကြောင့်ခြေချော်ပြီးလဲကျသွားခဲ့ပြန်တယ်ဒီတော့သူမကဖိနှက်တွေကိုအလျင်မြန်ချွတ်လိုက်ပြီးဝက်ဝံစီကိုပြစ်ပေါက်လိုက်တော့ဝက်ဝံကဒါတွေကသူ့ကိုပြစ်ကျွေးရဲ့အစားအစာလို့ထင်သွားခဲ့တာကြောင့်ဒီစီလဲတောထဲကိုအောင်မြင်စွာထွက်ပြေးလာနိုင်ခဲ့တယ်သူကညဘက်ရောက်တဲ့အထိမရက်မနာပြေးနေခဲ့ပြီးတော့တဖြည်းဖြည်းနဲ့တောထဲမှာတော်လေးအေးလာခဲ့တယ်အနှွေးတက်ရအောင်ပုတ်တိုက်ခြင်းနဲ့မိမွေးဖို့ကြိုးစားခဲ့ပေမဲ့မိကဘလို့မှမွေးလို့မရခဲ့ဘူးဒီတော့ကိုလက်လှုပ်ရှားခြင်းနဲ့အေးတံကိုကာကွယ်ဖို့လုပ်နေခဲ့ပြီးတော့အဲ့ဒီအချိန်မှာပဲတစုံတစ်ခုကသူမကိုစောင့်ကြည့်နေရဲဆိုတာသိလိုက်ရတယ်သူမလည်းကြောက်လန့်ကြားနဲ့ထွက်ပြေးနေခဲ့ပြီးတော့တကိုင်းချောက်တစ်ခုကိုခလုတ်တိုက်မိပြီးတော့တတိလက်သွားခဲ့ပြန်တယ်မနက်မိုးလင်းမှပြန်နူးလာခဲ့ပြီးတော့သူမညကမြင်လိုက်ရတာကအဖြူရောင်မြေခွေးလေးတစ်ကောင်ပဲဆိုတာခုမှပဲပေါ်ပေါက်သွားခဲ့တယ်တရက်လုံးပါမှမစားရသေးတော့သူမလည်းအလွန်မင်းစာလောင်နေခဲ့တာကြောင့်ကျောပိုးအိတ်ထဲမွေနောက်ရှာဖွေကြည့်လိုက်တော့လေအလှပြင်းတဲ့ပစ္စည်းတွေကလွဲပြီးဘာတစ်ခုမှမတွေ့ဘူးဒီတော့သူမကမျက်နှာဖောင်ဒေးရှင်းမိတ်ကပ်ကိုစားကြည့်ဖို့ဆုံးဖြတ်လိုက်တယ်သူမအနေနဲ့မြည်ကြည့်လိုက်တော့အနက်လေးကမွေးပေမဲ့အရသာမရှိတော့မျိုးချရတာခက်နေခဲ့တယ်အဲ့ဒီအချိန်မှာပဲအနာကမြေခွေးလေးကသူမရဲ့အခက်ခဲကိုတိပုံရပြီးတော့အနီးနားကရေရန်လေးစီကိုခေါ်သွားပေးခဲ့တယ်သူမရေတောက်ပြီးနောက်မှာတော့အနီးနားမှာမိုးတွေအများကြီးကိုတွေးလိုက်ရတာကြောင့်ဒေစီလဲဝမ်းသာအားရနဲ့ပဲမိုးတွေကိုကပြားလေးတစ်ခုနဲ့အပိုင်းငယ်လေးတွေဖြစ်အောင်လိဖြတ်လိုက်တယ်နောက်ထပ်မိုးတွေပေါ်ကိုရေမွေးတွေဖြန်းပြီးတဲ့အခါမှာတော့မွေးပြက်တဲ့မိုးတွေကိုစားလို့ရခဲ့လိုက်တယ်ဒါပေမဲ့မကြခင်မှာပဲသူမရဲ့အစာအိမ်ကအစိတ်တွေပြတ်နှက်လာခဲ့ပြီးတော့သူမရဲ့အမြင်အာရုံတွေကလည်းထင်အောင်ထင်မှားတွေဖြစ်ပေါ်လာခဲ့တယ်ကံကောင်းစွာနဲ့ပဲအစိတ်တင်မှုကတိတ်မပြင်းထန်ပဲနဲ့နိုင်နေငယ်ကြာမှာတော့သူမလည်းပြန်လည်နိုးထလာခဲ့တယ်နောက်တော့အဝေးမှာမိခိုးတွေမြင်လိုက်ရတာကြောင့်သူမအမြန်ပြေးပြီးစစ်ဆေးကြည့်တော့တောမီလောင်နေတာဖြစ်နေခဲ့တယ်ဒီစီကအန်အော်ပြီးငေးကြည့်နေတဲ့အချိန်မှာပဲကန်ဆိုးမသွားရမိုးလိုက်လို့ရွာဆိုသလိုအနားမှာရှိတဲ့တစ်ပင်ကြီးတစ်ပင်ကသူမပေါ်လဲချပြီးတော့သူမကတစ်ပင်အောက်မှာပိတ်မိသွားခဲ့ပြန်တယ်